လူသမိုင်းတစ်လျှောက်လုံးမှာခေတ်အဆက်ဆက်လူသားတွေဟာအရာတစ်ခုကိုအမြဲတမ်းရှာဖွေခဲ့ကြပါတယ်။အဲ့ဒါကတော့မသေးသေးပါပဲ။မသေးဆုံးနိုင်တဲ့သူတွေကိုမြန်မာလိုထွက်ရက်ပေါက်ရတဲ့သူတွေလို့တော့တင်စားပြီးတော့ခေါ်ဝေါ်ကြတာမျိုးတွေရှိပါတယ်။ဘာသာတိုင်းယဉ်ကျေးမှုတိုင်းမှာမသေးစေထာဝရအသက်မအိုမသေးတဲ့ဘဝဆိုတာအိမ်မက်တစ်ခုလိုရှိခဲ့ပါတယ်။တချို့တဏှာတွေမှာနတ်ရည်အမသေးတန်လုံးစေးအသက်ရှည်စေဆိုပြီးတော့ပြောကြပါတယ်။တချို့ဘုရင်တွေကလည်းထာဝရအသက်ရဖို့အတွက်ဆရာဝန်တွေတမားတော်တွေအလက်အပြောင်းတွေကိုရှာဖွေခဲ့ကြပါတယ်။တရုတ်ဧကရေတပါဆိုရင်မသေးသေးရှာဖို့တမားတော်တွေကိုတစ်ကမ္ဘာလုံးကိုတောင်လွှတ်လိုက်ပြီးတော့မရခဲ့လို့အားလုံးကိုအစာဖြောက်ခဲ့ဘူးပါတယ်။ဘာကြောင့်ဒီလိုတွေဖြစ်ရလဲ။လူတစ်ယောက်ဟာငွေကြီးလည်းရှိတယ်အာဏာလည်းရှိတယ်အသိပညာနဲ့လည်းပြည့်စုံတယ်ဒါပေမဲ့လူတိုင်းဟာတည်ခြင်းတရားကိုတော့မလွန်ဆန်နိုင်ပါဘူးဒီနေ့ခေတ်မှာတော့မသေးသေးဆိုတာဒန်နာရီတဲကစေလုံးတလို့မဟုတ်တော့ပါဘူးသိပ္ပံတက်ခွဲခန်းတွေထဲမှာအေဂျင်လို့ခေါ်တဲ့အိုမချင်းဖြစ်စဉ်ကိုနှင်းအောင်လုပ်နိုင်မလားကိုရင်းအင်္ဂါတွေကိုပြန်လည်ပြုပြင်မလားပျက်စီးသွားတဲ့ဆဲတွေကိုပြန်လည်နှုတ်ပြအောင်လုပ်မလားဆိုပြီးတော့စမ်းသပ်နေကြတဲ့အဆင့်ကိုရောက်သွားပါပြီလက်တလုံးအကြောင်းအရာနဲ့ပိုပြီးနာမည်ကြီးလာတဲ့သူတယောက်ကတော့ရုရှားသမ္မတဗလာဒီမာပူတင်ပါအားလုံးမှတ်မိကြမှာပါအရင်နှစ်ကတရုတ်သမ္မတရှီနဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ပြောခဲ့တဲ့စကားလေးကိုပေါ့ဒီနှစ်ခေတ်မှာကျွန်တော်တို့ဟာနှစ်150ထိတောင်အေးဆေးနေနိုင်ပြီတဲ့သတင်းတချို့အရရုရှားဘက်ကအသက်ရှည်စေးနဲ့အန်တီအေဂျင့်သူတွေတနာတွေကိုနိုင်ငံအဆင့်စီမံကိန်းတစ်ခုအဖြစ်တွန်းအားပေးနေတယ်လို့ဖော်ပြကြပါတယ်ဘတ်ဂျက်တန်ပေါင်းများစွာကိုခရမလင်နန်းတော်ကတရားဝင်ထုတ်ပေးနေတာပါအဲ့ဒီစီမံကိန်းတွေထဲမှာဆဲအိုမင်းချင်းကိုနှေးစေဖို့အတွက် 3D bioprinting နဲ့လူအသားစားတွေအစိပ်ပိုင်းတွေကိုထုတ်ယူဖို့အနာဂတ်မှာကိုရီးအင်္ဂါတွေကိုအစားထိုးကုသဖို့ပိုတိုးတက်လာတဲ့စိတ်ဝင်စားစရာနည်းပညာတွေအများကြီးပါဝင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီနေရာမှာသတိထားမှတစ်ခုရှိနေပါတယ်တိပ္ပံနည်းပညာကအောင်မြင်နေတဲ့အပိုင်းရှိပါတယ်။ဥပမာစီးပညာတိုးတက်လာလို့လူတွေပိုအသက်ရှည်လာတယ်။နှလုံးရောဂါကင်ဆာစီးချိုရောဂါတွေအရင်ကထပ်ပိုပြီးတော့ကုသလာနိုင်နေပါတယ်။ဒါပေမဲ့ research gene therapy organ transparent artificial organ 3D tissue printing စတဲ့နည်းပညာတွေကလည်းတိုးတက်နေတာမှန်ပေမဲ့မသေးတော့ဘူးဆိုတဲ့အဆင့်ကိုတော့သိပ္ပံပညာကမရောက်သေးပါဘူး။လူခန္ဓာကိုယ်ကစက်တလုံးလိုအစိပ်ပိုင်းတစ်ခုချင်းစီအလွယ်တကူလဲလှယ်လို့ရတာမဟုတ်ပါဘူး။ cell တွေအိုးတယ်ဒီနန်တွေပျက်စီးတယ်ကိုယ်ခံအားစနစ်အားနည်းလာတယ်။အုံနောက်နှလုံးအယိုသွေးကြောဟော်မုန်းစနစ်အားလုံးဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပါတယ်။ဒါကြောင့်အင်္ဂါတစ်ခုကိုပြုပြင်နိုင်တာနဲ့လူတစ်ယောက်ထာဝရနုပြိုသွားမယ်လို့တော့မပြောနိုင်ပါဘူး။အနာဂတ်မှာလူသားတွေဟာအသက်120 130ဒါမှမဟုတ်ဒီထက်ပိုပြီးတော့အသက်ရှည်လာနိုင်မလား။ဖြစ်နိုင်ခြေတော့ရှိပါတယ်။သူတစ်ဖြင့်ကျန်းမာစွာအသက်ရှင်ခြင်း Hertz band ကိုတိုးစေတဲ့နည်းပညာတွေပို့ပြီးတော့အားကောင်းလာရင်ပေါ့လူတွေဟာအသက်ရှည်အောင်မကဘဲနဲ့အိုမင်းတဲ့အချိန်မှာနာမကျန်းမှုနေပြီးတော့နေထိုင်တာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့သေခြင်းတရားဆိုတာကတော့သိပ္ပံနည်းအရာတတ်သိမပြနိုင်သေးတဲ့အိမ်မက်တတာအရာတစ်ခုပဲဖြစ်နေတော့မှာ။ဒီနေရာမှာကျွန်တော်တို့မေးရမှာကကျွန်တော်တို့လူသားတွေတကယ်ပဲထာဝရအသက်ရှင်တန်မှုလိုအပ်လားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။သိပ္ပံကအသက်ကိုရှည်စေတယ်၊ယောဂတွေကိုလျော့စေတယ်၊လူဘဝကိုပိုကောင်းအောင်ကူညီတယ်။ဒါပေမဲ့ဘဝရဲ့နောက်ဆုံးအမှန်တရားကတော့အရာအလုံးဟာပြောင်းလဲနေတာပါပဲ။ခုကြည့်နေကြတဲ့သူတွေရောဘယ်လိုထင်လဲ။သမ္မတပူတင်ဟာရုရှားဖက်ဒရေးရှင်းကိုအဆုံးအထိအုပ်ချုပ်သွားနိုင်ပြီးတော့ထာဝရအသက်ကိုရရှိသွားမယ်လို့ထင်လားခင်ဗျာ။